အဲ့တော့မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်နံပါတ်1ကဘာလို့ဆိုရင်ဒုဋ္ဌတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကိုယ်မှအကူအညီလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲစွန့်လွတ်ပြီးတော့ပေးထားလို့ရှိရင်ဒါမိကောင်းဆွေကောင်းပဲဒုက္ကရံကရောတိတမ္မာပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုပ်ပေးတယ်ဆိုလို့ရှိရင်မိကောင်းဆွေကောင်းပဲဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သိခံနိုင်ခဲ့တဲ့အရာအမှန်ပုဂ္ဂိုလ်တွေသိမခံနိုင်ဘူးသိခံနိုင်ခဲ့တဲ့အရာကိုပဲသိခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းဆွေကောင်းမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တသုတ်မှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းဆွေကောင်းပဲအခုလောကမှာအများဆုံးကယာရုလေးရှိရင်ပေါင်းကြတယ်ပိုက်ဆံလေးရှိရင်ပေါင်းကြတယ်ယာရုလည်းကြာသွားရောမမြင်ကြအောင်ဆောင်ဆင်းရဲမွဲတေဒေဝါလီခံသွားတာနဲ့တပြိုင်နက်မမြင်ကြအောင်ဆောင်ဟုတ်ကလားအဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါအများစုသည်ယာဓုကိုပေါင်းအများစုသည်ငွေကြေးဒနာကိုပေါင်းဒီပုံစံမျိုးဖြစ်တယ်ပေါ့ဒါလောကကြီးရဲ့သဘာဝကဒီတိုင်းပဲเนาะအဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရအမြဲတမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အာပဒါတုနဝိသဟတိဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးတဲ့အဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ငယ်ငယ်တုန်းကပုံမြင်လေးတစ်ခုဖတ်ရတယ်အမှန်တမ်းမှတ်သားစရာကောင်းတဲ့ပုံမြင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်း2ယောက်တောအုပ်ကြီးတစ်ခုကိုဖြတ်တန်းသွားတယောက်ကတနတ်ပါလက်နဲ့ပါတယ်တယောက်ကမပါဘူးတနတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်ပဲတွေ့တွေ့ကြားပဲတွေ့တွေ့ဘာကောင်ပဲတွေ့တွေ့ဟောကာကွယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူးသူကအဲ့လိုပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ဝင်ကြီးရဲ့ဘွားကနေပေါ်လာအဲ့ဒီချိန်မှာဘာလုပ်တုံးဆိုတော့သူ့တငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတနတ်ကြီးနဲ့ဝက်ဝင်ကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေရောလက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်ကိုလွတ်ယုံပြီးထွက်ပြေးသွားတယ်တဏှာနဲ့မကာကွယ်တယ်ပြောလို့မှအတန်မတိတ်သေးဘူးဝက်ဝင်နဲ့ပဲပဲမှတွေ့တိတ်လို့မရတဲ့အနေအထားမျိုးမှာကာရုပ်ခနဲ့ဆိုသူကအရင်မြင်တာဟိုလူကမမြင်ဘူးသူ့တငယ်ချင်းတတိတောင်မပေးဘူးဆိုရုပ်ခနဲ့ထွက်ပြေးသွားတယ်တငယ်ချင်းလှုပ်တဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူးအဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လှဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောဆောင်ပြီးတော့နေလိုက်ရတယ်ပြေးဖို့ကအချိန်မရလိုက်အဲ့ဒီအချိန်မှာဝက်ဝင်ကြီးကအနာနာလာပြီးတော့ခေါင်းကိုရှာနဲ့ရက်တယ်ဟိုနန်းဒီနန်းလှုပ်တယ်ပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှိရဲဘူးငိမ့်နေရလှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချတယ်အဲ့ဒါလိုငိမ့်နေတဲ့အခါကျတော့ဝက်ဝင်ကြီးကလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝင်ကြီးကသူ့လမ်းသူလျှောက်သွားဝက်ဝင်ကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတဏှတ်နဲ့ကောင်ကတစ်ပက်မောကနေဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းမင်းဝက်ဝင်ကြီးကတူတူနဲ့ဘာပြောသွားတာတော့ဘာပြောသွားတာတော့ဆိုတော့ဟိုလူကပြောတယ်
အေးဝဲဝင်ကြီးကငါနာနာကပြောတော်တာလို့မိတ်ဆွေတငယ်ချင်းမပီတာတဲ့အကောင်မျိုးနောက်ဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားအဲ့ဒါလို့ပြောသွားတယ်အရေးကြုံလာပြီးတော့နှစ်ဦးပေါင်းပူးပေါင်းပြီးတော့ခုခံမယ်မရှိဘဲနဲ့အဲ့ဒါလို့ကိုလွတ်ယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့လို့ဝဲဝင်ကြီးကသူ့မှားသွားတယ်လို့ပြောတဲ့အလုံးမသားစရာကောင်းတဲ့ဟာအဲ့ဒါကိုပြောတာအာပရာတုနာသဟတိဒုက္ခကြုံလာတဲ့အခါမှာစွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့မေတ္တာမိတ်ကောင်းဆွေကောင်းဒါဘုရားဟောထားတဲ့ထဲကမိတ်ကောင်းဆွေကောင်းတစ်ခုပဲ